မင်္ဂလာပါဒီနေ့ကျွန်တော်မျှဝေပေးသွားခြင်းတဲ့လေ့ကျင့်ခန်းကတော့ Kettlebell Goblet Squat လေ့ကျင့်ခန်းပဲဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းဆိုရင်ပေါင်အရှိသားကြွက်သားတွေကိုလေ့ကျင့်တဲ့လေ့ကျင့်ခန်းပဲဖြစ်ပါတယ်အဲ့ဒီအထက်ကမှအဓိက focus ထားတဲ့ muscle ကဆိုရင် vastus medialis လို့ခေါ်တဲ့ဒူးကောင်းသားမှာရှိတဲ့ဒူးကောင်းကိုကျွံကြမသွားအောင်ထိမ့်မိထားတဲ့ကြွက်သားအုပ်စုကိုလေ့ကျင့်နေဆိုရင်လည်းမမှားပါဘူးဒီဒူးကောင်းသားမှာရှိတဲ့ vastus medialis လို့ခေါ်တဲ့ကြွက်သားအုပ်စုသာအားနည်းနေမယ်ဆိုရင်ဒူးနာတဲ့ပြဿနာအကြီးအကျယ်ဖြစ်နိုင်ပါတယ်ပြီးတော့ခန္ဓာကိုယ်ရဲ့ပုံစံအနေအထားတွေပြောင်းပြီးတော့ဒူးခွင်တဲ့ပြဿနာတွေလည်းဖြစ်နိုင်ပါတယ်ဆိုတော့ဒီဗီဒီယိုထဲမှာဒီ vastus medialis muscle ကိုထိရအောင်ဘယ်လိုစနစ်တကျလေ့ကျင့်ရလဲဆိုတာကိုကျွန်တော်မျှဝေပေးသွားချင်ပါတယ်အရင်ဆုံး kettlebell ရှိတဲ့နေရာကိုခြေထောက်လှမ်းလိုက်မယ်ပြီးရင်ညာဘက်ခြေထောက်နဲ့ kettlebell ကိုထိမယ်ပြီးရင်ညာဘက်ခြေထောက်ရဲ့ခြေဖနှောက်အနောက်ကိုဘယ်ဘက်ခြေထောက်ရဲ့ထိပ်ဖျားနဲ့ထိပြီးတော့နေရာယူမယ်ပြီးရင်ခြေထောက်ရဲ့အကျယ်ကပခုံးရဲ့အကျယ်နဲ့တစ်ပြိုင်နက်တည်းထားရမယ်ပြီးလို့ရှိရင်လက်ကိုမြှောက်မယ်ထိုင်ချလိုက်မယ်တထောင်တွေကပေါင်အတွင်းသားမှာရှိမယ်ဒူးကောင်းကိုတထောင်နဲ့ထောက်ပြီးတော့ kettlebell ရဲ့ဟွန်းနာတွေကိုစကင်လိုက်မယ်ကင်ပြီးရင်အသက်တစ်ချက်ရှူမယ်ရှူပြီးတော့ kettlebell ကိုမတင်လိုက်မယ်ပြီးရင်အသက်တစ်ချက်ရှူပြီးအသက်အောင်ပြီးတော့မတက်ရက်လိုက်မယ်စပြီးလေ့ကျင့်တဲ့အချိန်မှာပေါင်မဆယ်တွေကိုညှစ်ထားမယ်ညှစ်ပြီးတော့ဒူးကောင်းကိုအပြင်ကိုဆွဲဖြဲလိုက်မယ်အဲ့ဒီမှာ vastus medialis လို့ခေါ်တဲ့ muscle ကိုဒူးကောင်းနားမှာထင်ထင်ရှားရှားတွေ့ရပါလိမ့်မယ်ပြီးရင်အသက်ကိုရှူမယ်အသက်ကိုရှူရင်းအောင့်ထားရင်းနဲ့အောက်ကိုဆင်းမယ်ထိုင်ချလိုက်မယ်တထောင်နဲ့ဒူးကောင်းကထိထားရမယ်ထိပြီးတော့အပေါ်ကိုပြန်ပြီးတော့မတက်ရက်မယ်အဲ့လိုပဲ reset ပြန်လုပ်မယ်အောက်ကိုထိုင်ချရင်းနဲ့အသက်ကိုရှူမယ်ပြီးရင်ဒူးရဲ့တထောင်ရဲ့ကထိရမယ်ထိပြီးတော့အပေါ်ကိုပြန်ပြီးတော့တက်မယ်ဆိုတော့ဒီလေ့ကျင့်ခန်းကတော့ Kettlebell Goblet Squat ကိုစနစ်တကျဘယ်လိုလေ့ကျင့်ရလဲဆိုတော့လေ့ကျင့်ခန်းပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်